Mola. I'm a roller. Yene Tadana Rodney Natang Maya Chowse and Kogu Luro Goza the Great the Houndon Ya Shisen and Konaku Koso Labijo Leye Chadabrini Sangaye Malabai Natana Senga Comyado Generation Shinka Galama Conjo Shanda Jati Mingla Bondone Bibi Sonai Java Zayan Joloma Poniro Sensamabia Yabapuzo Lea Shido Mahapatan Dedana Myaji Salabi Yabapuzo Jinyo Mapipare Toda Daja Pradaya Dedana Romyaji Mahojami Manajami Mabuzo Kema Tayai Paishin Pido Modo Tologa Dada Tabanyu Nyaswa Payashin Goromyaji Namo Dada Tongjin Pien Nyenya Pyapya Garojaba Gonzo Namo Dada Bhagavato Arahado Dhamma Sambuddhassa Namo Dada Bhagavato Arahado Dhamma Sambuddhassa Namo Dada Bhagavato Arahado Dhamma Sambuddhassa Arahado Lumana Vyamamedoi Wasa Boza Wasa Goya Boza Dugo Gayura Modeda Do Myaswapaya Arado Dadangaya Dihudo Gileda Gangwado Go Sho Pyato Mobeda Do Myaswapaya Arado Lumedagado Isaya Nemedagado Imagai Vyama Medagado Idarabu Pyedo Mubedhado Tamada Buddha Dadesa Leya Deyamya Gosaya Bagudaya Bunyapye Mimi Alolo Gorodai Diro Mubedhado Tada Bhagavato Indriya Dhamma Yadadari Gama Bhyada Uso Agoda Bono Chao Song Dago Gona Misono Mondo Myaswa Bhyashen Goro Myaji Namo Yode Nyeno Manyon Jo Yue Shego Jedi Adho Bhavado Sanse Madhwe Phibase Tati Dadu 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 Tamanda Sakawale Dwataragai Sadhu Dewata Tadama Munira Santa Tunadu Daga Mogada Dhamma Galo Ayam Badanda Dhamma Galo Ayam Badanda Dhamma Galo Ayam Badanda Padhan Rudiya Dwe Samyana
280ကနေပြီးတော့စတင်ရွယ်ပွားပူဇော်မှာဖြစ်ပါတယ်နာယူမှတ်သားကြပါကုန်သောကံဓမ္မပတိစ္ဆာသောခောဓမ္မောဥပိသတိနာဝိပယုဒ္ဓပစ္စယအသောကံဓမ္မအရူပေသကေကံကတပရိစ္ဆာတယောခန္ဓာအသောကံဓမ္မပရိစ္ဆာအသောကောဓမ္မောဥပိသတိနာဝိပယုဒ္ဓပစ္စယအရူပေသကေကံကတပရိစ္ဆာတယောခန္ဓာနေဝသကနာသကဓမ္မပရိစ္ဆာနေဝသကနာသကောဓမ္မောဥပိသတိနာဝိပယုဒ္ဓပစ္စယအရူပတိဝသကနသကဧကကတပရိစ္ဆာတယောခန္ဓာဘာဟိရအာဟာရသမုဒ္ဒနာဝတ္တသမုဒ္ဒနာအတညာတတနာနောနတိပစ္စယနောဝိကတပစ္စယနာဟေတုယဧကနာရမလိပိစ္ဆာနာတိပရိယာတိနေနာနန္တရေနသမနန္တရေနာညမညေနာဥပနိတယေပိစ္ဆာနာဘုရေဇာနေလဒနာပိစ္ဆာဇာတိနဝနာအတေဝနေနဝနာကမေတွေနာဝိပါကေပိစ္ဆာနာရေကနာဣန္ဒရိယေကနာသနေကနာမကေကနာသမယုတ်တေပိစ္ဆာနာဝိပယုတ်တေတိနိနောနတိယပိစ္ဆာနောဝိကတိပိစ္ဆာဟေတုပစ္စယနာရမဏေပိစ္ဆာနာဓိပတိယာတိနေနာနန္တရေနသမနန္တရေနညမညေနာဥပနိတယေပိစ္ဆာနာဘုရေဇာတေသတနာပိစ္ဆာဇာတေနာအတေဝနေနဝနာကမေတွေနာဝိပါကေပိစ္ဆာနာသမယုတ်တေပိစ္ဆာနာဝိပယုတ်တေတိနေနောနတိယပိစ္ဆာနောအဝိကတေပိစ္ဆာနာဟေတုပစ္စယရမဏေကနန္တရေသမနန္တရေသာဇာတေညမညေနိတယေဥပနိတယေဘုရေဇာတိအသဝနေကမေဝိပါကေအဟာရေဣန္ဒရိယေဇာနေမင်္ဂေသမယုတ်တေဝိပယုတ်တေတိယနတိယဝိကနေအဝိကနေဧကသောကန္တမပစ္စယသောခောဓမ္မောဥပိစ္ဆနိဟေတုပစ္စယတိနိအသောကန္တမပစ္စယအသောခောဓမ္မောဥပိစ္ဆတိဟေတုပစ္စယတိနိနေဝသကနာသကဓမ္မပစ္စယနေဝသကနာသခောဓမ္မောဥပိစ္ဆတိဟေတုပစ္စယမဟာဗုဒ္ဓပိစယစိတ်သမုပ္ပါဒရူပံကတတရူပံဥပါဒရူပံဝဋ္ဌံပိစယနေဝသကနာသကကနာနေဝသကနာသကဓမ္မပိစယသောခောဓမ္မောဥပိစ္ဆတိတုပိစယဝဋ္ဌံပိစယသောကကနာနေဝသကနာသကဓမ္မပိစယသောခောဓမ္မောဥပိစ္ဆတိတုပိစယဝတ္တုပိစယအသောခခန္ဓာနေဝသကနာသကဓမ္မပိစယသောခောသနေဝသကနာသခောသဓမ္မဥပိစ္ဆတိဟေတုပိစယဝတ္ထုပိစယသောကကနာမဗုဒ္ဓပိစယစိတ်ဓသမုဋ္ဌာနရူပံနေဝသကနာသကဓမ္မပိစယသခောသနေဝသကနာသခောသဓမ္မဥပိစ္ဆတိဟေတုပိစယဝတ္ထုပိစယသကကနာမဗုဒ္ဓပိစယစိတ်သမုဋ္ဌာနရူပံသကိစ္စနေဝသကနာသကိစ္စဓမ္မပိစယသကောဓမ္မောဥပိစ္ဆတိဟေတုပိစယသက္ခံဧကံကန္တိသဝတ္တောဇာပိစယတယောခန္ဓာတွေကန္တိသက္ကိစ္စနေဝသကနာသကိစ္စဓမ္မပိစယ
နေဝသက္ကနတခောဓမ္မောဥပိစ္ဆတိတုပစ္စယသခေကန္တေသမ္မာဗုဒ္ဓဇံပစ္စယစိတ်တသမုဋ္ဌာနံရူပံသကိစ္စနေဝသက္ကနတကိစ္စဓမ္မပစ္စယသကောသနေဝသက္ကနတကောသဓမ္မဥပိစ္ဆတိဟေတုပစ္စယသက္ကယေကကနိသဝတ္တောသံပိစယတယောခန္ဓာတွေ့ကတိသကောကနိသမဟာဗုဒ္ဓသံပိစယစိတ်တသမုဋ္ဌာနံရူပံအတခေသနေဝသက္ကနတခေသဓမ္မပိစယတိနိအတတခဓမ္မပိစယသကောဓမ္မောပိစတိအာရမဏပိစအတကဓမ္မပစ္စယအတခောဓမ္မောဧကံနေဝသကနာတကဓမ္မပစ္စယနေဝသကနာတခောဓမ္မောဥပိစ္ဆတိအာရမဏပစ္စယဧကံဝတ္တောပစ္စယနေဝသကနာတကကနာသက္ခာယရဏပစ္စယသက္ခုဝိညာဏကာယယရဏပစ္စယကာယဝိညာဏဝတ္တောပစ္စယနေဝသကနတကခန္ဓာနေဝသကနတကဧဓမ္မပစ္စယသကောဓမ္မောပစ္စတိအာရမဏပစ္စယဝတ္တောပစ္စယသကခန္ဓာနေဝသကနာတကဓမ္မပစ္စယသခောဓမ္မောပစ္စတိအာရမဏပစ္စယဝတ္တုပစ္စယသကကန္တာသကိစ္စနေဝသကနာတကိစ္စဓမ္မပစ္စယသခောဓမ္မောပစ္စတိအာရမဏပစ္စယသက္ခံဧကကန္တေသဝတ္ထောသပစ္စယတယောခန္ဓာတွေ့ခန္ဓာအတကိစ္စနေဝသကနာတကိစ္စဓမ္မပစ္စယအတကောဓမ္မောဥပိစ္ဆတိအာရမဏပစ္စယအတကေကံကတိသဝတ္တောသပစ္စယတယောခန္ဓာတွေ့ခန္ဓာသက္ကဓမ္မပစ္စယသကောဓမ္မောဥပိစ္ဆတိအဓိပတိပစ္စယအနန္တရပစ္စယသမနန္တရပစ္စယသာဇာတာပစ္စယညမညာပစ္စယနိတယပစ္စယဥပနိတယပစ္စယပုရိသတာပစ္စယဒေဝနာပစ္စယသက္ကံဧကံကဏပစ္စယတယောခန္ဓာနေဝသကနာသကဓမ္မပစ္စယနေဝသကနာသခောဓမ္မောဥပိစ္ဆတိအဒေဝနာပစ္စယနေဝသကနာသကဧကကန္တပစ္စယဝတ္ထောပစ္စယနေဝသကနာသကကန္တနေဝသကနာသကဓမ္မပစ္စယသခောဓမ္မောဥပိစ္ဆတိအဒေဝနာပစ္စယဝတ္ထောပစ္စယသကကန္တသကိစ္စဒေဝသကနာသကိစ္စဓမ္မပစ္စယသခောဓမ္မောဥပိစ္ဆတိအဒေဝနာပစ္စယသက္ခံဧကံကတိသဝတ္ထောသပစ္စယတယောခန္ဓာတွေ့ခန္ဓာသက္ခံဓမ္မပစ္စယသခောဓမ္မောဥပိစ္ဆတိကမ္မပစ္စယဝိပါကပစ္စယဝိပါကသက္ခံဧကကတအာရပစ္စယဣန္ဒရိယပစ္စယဇာနာပစ္စယမဂ္ဂပစ္စယသံဃယုတာပစ္စယဝိပယုတာပစ္စယအတ္တိပစ္စယနတ္တိပစ္စယဝိကန္တပစ္စယအဝိကန္တပစ္စယဟေတုယံသတ္တရတအာရမဏေသတ္တဓိပတိယသတ္တရတနန္တရေသတ္တသမနန္တရေသတ္တသာဇာတိသတ္တရတအိညမညေသတ္တနိတယေသတ္တရတဥပနိတယေသတ္တပုရိသတိသတ္တဒေဝနိသတ္တရိ
ကမေတ္တရတဝိပါကေတ္တရတဟာရေတ္တရတဣန္ဒရိယေသာနေမကေတ္တရတသံပယုတ်တေတတဝိပယုတ်တေတတရတအတိယတတရတနတိယတတဝိကတေတတဝိကတေတတရတနေဝသကနာသကဓမ္မပိစယနေဝသကနာသကောဓမ္မောဥပိစ္ဆတိနာယေတုပိစယအာယေတုကနေဝသကနာသကဧကကန္တပိစယတယောခန္ဓာစိတ်တော်သမုဒ္ဒနေသရူပံတွေခန္ဓာအာယေတုကပရိသတိကနေခန္ဓာပိစယဝတ္တောဝတ္တောပိစယခန္ဓာဧကမဗုဒ္ဓပိစယဘာဟိရာရသမုဒ္ဒနေဥဒ္ဓသမုဒ္ဒနေအတဉ္ဇသတ္တနေသက္ကာယတနာပိစယသက္ကုဝိညာဏကာယယတနာပိစယကာယဝိညာဏဝတ္တောပိစယဟေတုကနေဝသကနာသကခန္ဓာဝိသိကိစ္စသာကတိဥဒိစ္စသာကရေခဏိစ္စဝတ္တောသပိစယဝိသိကိစ္စသာကရောဥဒိစ္စသာကရောမောသကဓမ္မပိစယနိဝသကနာသခောဓမ္မောဥပိစ္ဆတိနာအာရမဏပိစယသကဓမ္မပိစယသခောဓမ္မောဥပိစ္ဆတိနာတိပတိပိစယသခေကတိပိစယသခောတိပတိအသကဓမ္မပိစယသခောဓမ္မောဥပိစ္ဆတိနာတိပတိပိစယအတဘေကတိပိစယသကောတိပတိနေဝသကနာသကဓမ္မပိစယနေဝသကနာသကောဓမ္မောဥပိစ္ဆတိနာတိပတိပိစယအတဉ္ဇသတ္တနေသက္ကာယရဏသက္ကဝိညာသက္ခောသက္ကာယရဏဝတ္တောပိစယနေဝသကနာသကခန္ဓာနေဝသကနာသကဓမ္မပိစယသခောဓမ္မောဥပိစ္ဆတိနာတိပတိပိစယဝတ္တောပိစယသခောတိပတိနေဝသကနာသကဓမ္မပိစယသခောဓမ္မောဥပိစ္ဆတိနာတိပတိပိစယဝတ္တောပိစယသခောတိပတိသခိဇာနေဝသကနာသခိဇာဓမ္မပိစယသကောဓမ္မောဥပိစ္ဆတိနာတိပတိပိစယသခေကတိဇာဝတ္တုဇာပိစယသကောတိပတိအသခိဇာနေဝသကနာသခိဇာဓမ္မပိစယသကောဓမ္မောဥပိစ္ဆတိနာတိပတိပိစယအသကေကတိဇဝတ္တုဇာပိစယသကောတိပတိသကဓမ္မပိစယနေဝသကနာသကောဓမ္မောဥပိစ္ဆတိနာနန္တရပိစယနာသမနန္တရပိစယနာညမေညပိစယနာဥပါနိတယပိစယနာပုရိသတာပိစယနာပိစဇာတာပိစယနာဒေဝနာပိစယနာကမ္မပိစယသောကေကန္တေပိစယသောကစေတနာနေဝသကနာသကဓမ္မပိစယနေဝသကနာသကောဓမ္မောပိစတိနာကမ္မပိစယနေဝသကနာသကေကန္တေပိစယနေဝသကနာသကစေရဏပါဟိရအာရသမုဒ္ဒနံဥဒ္ဓသမုဒ္ဒနံဝတ္တောပိစယဝတ္တောပိစယနေဝသကနာသကစေတနာနေဝသကနာသကဓမ္မပိစယသကောဓမ္မောဥပိစ္ဆတိနာကမ္မပိစယဝတ္တောပိစယသကစေရဏသခိစ္ဆာနေဝသကနာသခိစ္ဆာဓမ္မပိစယသကောဓမ္မောဥပိစ္ဆတိနာကမ္မပိစယသခေကန္တိသဝတ္တောသပိစယသကစေတနာသာတုသာ
တုဘုရတိမသမိတိတာဘာဂေတတိဗုဒ္ဓမေတိကာဒေဗယံမေနုရကန္တုအရောဂေနသုကေနာသတကိနာသမေတိတာဘာဂေတတိဒေဝမေတိကာဒေပိယံမေနုရကန္တုအာရောဂေနသုခေနာသပိစိမသမေတိတာဘာဂေတတိတေပိစိမသမေတိတာဘာဂေတတိနာဂမေတိကာဒေပိယံမေနုရကန္တုအာရောဂေနသုခေနာဩဒရသမေတိတာဘာဂေတတိယဂမေတိကာတိပိယံမေနုရကန္တုအာရောဂေနသုခေနာပုရတိမေနတတတောတကိနေနဝိရုံလကောပစ္စည်းမေနဝိရုံဘာကောကုဝိရောဩဒရတိတံသတ္တရောတိမရဇလောကပါလယတတိနောဒေဗယံမေနုရကန္တုအာရောဂေနသုခေနာအာဂဒရာသဗ္ဗမတ္တဒေဝနာဂမေတိကာတိပိယံမေနုရကန္တုအာရောဂေနသုခေနာဣတိမန္တောသာယေတေဝဝတန္တာဣဒာသသနိဒေဗေမေနုရကန္တုအာရောဂေနသုခေနာသဗ္ဗေတိယဝိဝိဇန္တောသောကောရောဂောဝိနန္တတောမန္တိဘဝတုန္ဒရာယသုခေတိကယုကောဘဝအဘိဝရဏတိလိတ္တနိသံဥပ္ပပဇာယိနောသတ္တရောဓမ္မဝတ္တတိအာယုဝနောဒုက္ခပလံဘဝတုသဗ္ဗမေလရကန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနသရတုခိဘဝတုတေဘဝတုသဗ္ဗမေလရကန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနသရတုခိဘဝတုတေဘဝတုသဗ္ဗမေလရကန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနသရတုခိဘဝတုတေမဟာကရုဏေကောနတောဣတယသဗ္ဗပါတိနမုရတောပါရမေသဗ္ဗပတ္တောသဗ္ဗောတိမုဒ္ဓမံဧတေနသစ္စာဝိဇ္ဇနာသောတိတေဝတ္တုသဗ္ဗရာဇယံတော်မတိယမုလေသစ္စာနေနနိဝတ္တနောဧဝမေဝဇယောဒုဇယဒုဇယမင်္ဂလေအပရာဇိတံပလံကေတိတေဗုဒ္ဓဝိဘောကလေအပိတကေသဗ္ဗဗုဒ္ဓနာအကပတောပမောတတိသုနခိတံသုမကလံသုဘပါတံသုဩတိတံသုကတောသုဘောတောသံသုယံတပြမသံရိတောပရခိဏံကာယကမ္မဝါစာကမ္မပရခိဏံပရဂိဏမနောကမပဏိတိတေပရဂိဏပရဂိဏနိကတောနာလပန္တတေပရဂိဏတေအတလတ္တသုခိတဝိရုလဗုဒ္ဓသာသနေဓမ္မသာသနေသံဃာသာသနေအာရောဂသုခိတဟောဒသာသဗ္ဗေညာတိပိသန္တုသန္တုသန္တုယနေ့ယခုအစဉ်ဆက်မပြတ်ရောဘောပူဇော်လျက်ရှိတော်မဟာပဋ္ဌာန်းဒေသနာတော်မြတ်ကြီးအားပူဇော်ပြီးတဲ့နောက်မှာရဲ့လေးမျက်နာရဲ့ရှင်းမျက်နာရဲ့စင်မျက်နာတို့၌ရှိကြကုန်သောဝိနည်းသုခိတဒုက္ခိတသရဝအပေါင်းတို့အားဆုတောင်းမေတ္တာများပို့သပြီးတဲ့နောက်မှာဘုန်းကြီးတို့ယနေ့ခါမှာအနုမောဒနာဂါထာအနုမောဒနာတရားအနေနဲ့ပေါ့နေ့လေးပါနာဘုဒ္ဓမံပေါ့နာဘုဒ္ဓမံဆိုရကဘာကိုပြောချင်တယ်လဲဆိုတော့စိတ်ကူးလေးမှာဟိုဟောပြီးပါပြီဟိုတပတ်ဟိုအရင်တုန်းကဘာပြောချင်တယ်လဲဆိုတော့လူတယောက်မှာကြီးပွားဖို့အောင်မြင်ဖို့ဘဝမှာအခက်အခဲတွေဘဝမှာအစမပြေမှုတွေလောကလူသားတွေပေါ့လောကကြီးပေါ်မှာမိနဲ့နေထိုင်ကြတဲ့အခါမှာအခက်အခဲတွေအစမပြေမှုတွေ
များစွာတော့လူတိုင်းရှိကြတာပါပဲသို့တော့ရှိတဲ့အခိုက်အတန့်လဲမှာစိတ်ချမ်းသာအောင်အပူပင်တော့ကတော့ရှိကြတာပေါ့သို့တော့နေတဲ့နေအောင်ဖန်တီးယူရတယ်ကိုယ်တိုင်ပြုပြင်ဖန်တီးယူရတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဆုံးမတဲ့တရားတော်တွေဟာမတ္တမလူတွေရဲ့အကုသိုလ်ရေလျင်ကြောထဲမှာနေမျောနေကြတဲ့လူတွေကကုသိုလ်ရဲ့ဟူသောကြည်နုံးပျော်ရွှင်ဖွယ်ရာလေးတွေနဲ့နေပြီးတော့ဘဝမှာအသက်ဆက်ရှင်နိုင်အောင်ကောင်းကျိုးလိုရာဆန္ဒတစ်လုံးတစ်ဝါတွေနဲ့ပြည့်စုံနိုင်အောင်ကောင်းသောအရာမှာပျော်မွေ့ပြီးတော့မကောင်းတဲ့အရာမှာပျော်မွေ့စရာတွေနေပါတော့အောင်မြတ်စွာဘုရားကဆုံးမတယ်တရားတော်တွေ၅ပါးသီလလူတို့ရဲ့ကျင့်ဝတ်လို့ပြောရမှာပေါ့၅ပါး၈ပါး၉ပါးအစရှိသည့်အားလျော်ကျင့်ဝတ်တရားတွေမြတ်စွာဘုရားကသင်ပေးတာဟောပေးတယ်ဒါဆိုလူတို့ရဲ့စိကံလူတို့ရဲ့စိကံဥပဒေသားတွေပေါ့ဆိုရကမိမိတို့ရဲ့တနေ့တာနေတိုင်းကျင့်သုံးရတဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေရေဆုံးဆုံးမတဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးပြီးတော့နေတဲ့သူကုသိုလ်လေးတွေနဲ့ဘဝမှာတနေ့တာကောင်းမှုကုသိုလ်ကိုဖြတ်သန်းနိုင်အောင်မနေ့မိုးတော့လမ်းရောက်လာပြီဆိုတာနဲ့မျက်လုံးနှလုံးစပွင့်လာပြီဆိုတာနဲ့မိမိရဲ့ရဲလင်းမျက်နာရဲရှင်းမျက်နာရဲဆင်းမျက်နာတို့ကိုအရင်အားလုံးဟာမေတ္တာဘာဝနာပွားမယ်အရင်ဆုံးဘုရားတောက်တော်ရင်ကဲ့မယ်ဘုရားပန်းစီမင်းစက္ကလူတန်းပြီးတော့ကောင်းမွန်ကုသိုလ်တွေဆောင်ရွက်မယ်အဟံအဝေရောဟောမိတဲ့အာတိကျမ်းမာရပါလို့ဤချမ်းသာရပါလို့ကုန်ဤကိုအရင်မေတ္တာပို့ရတယ်ကိုမှမရှိပဲသူများကိုသွားပေးလို့မဖြစ်ဘူးကိုမှမရှိပဲသူများကိုပေးလို့မမြင်ရဘူးကိုမှပတ်စံရှိမှသူများကိုပတ်စံပေးလို့ရမယ်ကိုမှပြည့်စုံတယ်မှသူများကိုကူညီလို့ဖြစ်မယ်ကိုမှမေတ္တာမရှိပဲသူတစ်ပါးကိုရော့အင်ငါမေတ္တာပဲလို့မဖြစ်ဘူးတဲ့အရင်ဆုံးဘာလို့ရမလဲကိုအရင်မေတ္တာပို့ပါယနေ့ယခုမနက်မိုးသောအလင်းရောက်လာတဲ့အရှင်ကဘုရားတပည့်တော်မရိပြုလို့ရသောကောင်းမှုကုသိုလ်ကံစင်နာကြောင့်ကျမ်းမာပါစေချမ်းသာပါစေအန္တရာယ်ပေါင်းမှကင်းဝေးရပါလို့ဤကိုရင်မေတ္တာပို့ရတယ်မေတ္တာပွားရတယ်ဤရောက်နာဘုရားဤခန္ဓာပေါ်ဤကိုအစရှိသည့်အဖြစ်ပေါ်ကိုမေတ္တာပွားရတယ်နော်ကိုမေတ္တာပွားပြီးပြီဆိုတဲ့အခါပြီးသွားတဲ့အခါကိုရဲ့မိသားစုကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့မြို့ရွာစရှိတဲ့အဖြစ်မေတ္တာပွားရတယ်မေတ္တာပွားပေးရတယ်ပြီးတဲ့အခါမှာရဲလေးမျက်နာရဲရှင်းမျက်နာရဲဆင်မျက်နာနာရှိကြကုန်သောဝိနည်းဒုက္ခိတတရဝပုဂ္ဂိုလ်တရဝတို့အားမေတ္တာပို့ပေးရတယ်အဲဒီခါမှာ step by step တစ်ဆင့်ချင်းသွားရတာကိုမှမရှိပဲတခါတည်းရဲလင်းမျက်နာရဲချင်းမျက်နာမနဲ့မိုးတော့လင်းတော့ရောက်လာပြီဆိုတော့ねကိုမှမရှိပဲသူများသွားပေးလို့မဖြစ်ဘူးမေတ္တာကမထိရောက်ဘူးတဲ့ကိုယ်တိုင်ဘာလို့ရတယ်လဲကုသိုလ်ကောင်းမှုလုပ်ရတယ်ဘာလို့ရတယ်လဲမနဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါမှာအမြတ်တန်ပေးဝယ်လို့ကောင်းတာအမြတ်တန်ပေးဝယ်လို့ရတယ်ကုသိုလ်ကောင်းမှုမရှိဘဲနဲ့အမြတ်တန်ပေးဝယ်လို့မဖြစ်ဘူးအဲဒါကြောင့်မို့မြတ်စွာဘုရားရှင်စီမှာမနဲ့မိုးတော့အလင်းရောက်လာပြီဆိုတော့ねဖေရရေဖေရစီမိန်ပေါ့ရေစက္ကန့်လှူဒန်းပြီးတော့အောင်ဆုံးအစရှိသည့်အပြင်စက္ကန့်လှူဒန်းပြီးတော့လူနေတိတ်စိတ်တဲ့အချိန်မှာကိုကုသိုလ်ကိုဆောင်ရွက်ဘုရားကျောင်းဆောင်တန်ရှင်းရေးတွေဆောင်ရွက်ပြီးဆိုတာနဲ့မိမိတို့မှာစာပြီးတော့မေတ္တာတရားတွေကိုထုတ်လွှင့်ရမယ်ကိုရင်မေတ္တာပို့ရမယ်ခုနကပြောခဲ့တဲ့အတိုင်းဗုဒ္ဓရှင်တော်မြတ်ဘုရားဆုံးမတဲ့တရားတော်တို့သည်ကိုယ်တိုင်လိုက်နာကျင့်သုံးဆောင်ရွက်မှသာလျှင်အကျိုးထူးတရားတွေကိုခံစားရတာ
နော်အဲ့ဒါကြောင့်မို့လို့အလုံးလုံးတဲ့အခါမှာလည်းပဲအလုံးလုံးတဲ့ဖို့အရေးကြီးပါတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုတန်ဃာတော်ရှင်သူမြတ်တွေကလက်ဆင့်ကမ်းပြီးတော့တစ်ဆက်ခံပေါ်ချေလုပ်တယ်မျှဝေပေးတယ်တရားဘာဝနာတွေကိုပွားများအားထုတ်ပေးတယ်တရားဓမ္မတဝနာကုသိုလ်ဖြင့်နာကြအောင်မယ်နာကြပြီးတဲ့အခါမှာအတိတရားလေးတွေဓမ္မရဲ့ဘုဟုတုတ္တပေါ့အခုလိုမျိုးပေါ့နော်ဓမ္မဘုဟုတုတ္တတွေရှိလာတဲ့အခါဘယ်လိုလုပ်ရမလဲဘယ်လိုပြင်ရမလဲဆိုတာသိလာတယ်အဲ့ခါမှာစနစ်တကျလေးနဲ့လုပ်တဲ့ကိုင်တဲ့မှာတာလျင်ဘဝမှာအကျိုးရှိမယ်နော်အဲကြောင့်မလို့ဒီနေ့ကမှာမိမိတို့ရဲ့တဏိတာကောင်းမှုကုသိုလ်ဖို့ပါကကိုယနေ့အလုံးသောဝိနည်းသုခိတဒုက္ခိတသရဝပေါင်းတို့ကျမ်းမာပါစေချမ်းသာပါစေဘုန်းကြီးတို့ကယနေ့ကမှာဓမ္မဒါနအဖြစ်ပဋ္ဌာန်းတရားတော်မြတ်ကြီးအားပူဇော်ခွင့်ရပါတယ်ပဋ္ဌာန်းတရားဒေသနာတော်မြတ်ကြီးအားနာကြားခွင့်ရတဲ့ဓမ္မသဝနာကောင်းမှုကုသိုလ်ထူးတွေကိုကိုယ်စီကိုယ်ငါရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့တရင်ဤလောက်ဤမြနံပဲဘုန်းကြီးတို့ပူဇော်ခြင်းခန့်ကဏ္ဍဤလောက်ဤမြနံပဲမိကုံကံပတ်အဆုံးသတ်မှာဖြစ်ပါတယ်သက်ရှိကျမ်းမာဘေးရန်ကွာ၍ကောင်းကျိုးလိုရာဆန္ဒတလုံးတော်ဝပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့တပေးရင်ဤလောက်ဤမြနံပဲမိကုံကံပတ်အဆုံးသတ်မှာဖြစ်ပါတယ်ကျမ်းမာရှင်လန်းကြပါစေကုန်တည်း